Hello မင်္ဂလာပါဒီနေ့တော့ကြက်သွန်မိတ်လေးနဲ့လက်ကော်ဟင်းတုပ်လေးလှုပ်ရှားရအောင်ရေးစေးထားတဲ့ကြက်သွန်မိတ်လေးကိုလက်ညှိုးတဆင့်စာနေတော်လေးဖြတ်ပါမယ်ဝတ်သားကိုငမြိုင်နဲ့ပြုတ်ပြီးတော့ဆဲပြီးတော့ဝတ်သားလေးကိုပပလေးလှီးထားပါတယ်ပြီးဆန်မုံနဲ့ကြက်သွန်မိတ်ကိုရောပြီးတော့နေပါတယ်ဆန်မုတ်ကတော့အများဖြင့်ရွှေညောင်မင်းကိုသုံးတာများပါတယ်ရွှေညောင်မင်းနဲ့သုံးလို့ရှိရင်ဘလူးဤနေပါတယ်ပြီးလို့ရှိရင်ဟင်းညမို့လေးအနှဲငယ်ထည့်ပါတယ်ပြီးရင်တော့စားအနှဲငယ်စီထည့်ပါတယ်ပြီးရင်ရရလေးထပ်မွေးပါမယ်ကြက်သွန်မိတ်ကိုတော့တက်သွန်မိတ်ကိုဟင်းထုတ်လုပ်တဲ့အခါမှာဝက်သားနဲ့လုပ်လို့ရတယ်လို့ကြက်သားနဲ့လည်းလုပ်လို့ရတယ်တက်တက်လွတ်လည်းလုပ်လို့ရပါတယ်မိုးလေးရှိရင်တော့မိုးဟင်းထုတ်လေးလည်းလုပ်စားလို့ရပါတယ်ပြီးတော့ရလေးမွေးပါမယ်အခုကတော့ကြက်သားနဲ့ဝက်သားနဲ့တပေါင်းစီလုပ်ပါမယ်ပြီးရင်စီထည့်ပါမယ်စီကတော့များရင်တော့ဟင်းထုတ်လေးကပိုအီးတာပေါ့စီများသုံးရင်တော့ပိုကောင်းပါတယ်ပြီးရင်ကြက်သွန်မိတ်နဲ့ဆန်မုံနဲ့ခုနအစာပလာရောထားတဲ့ဟာတွေကိုရလေးမွေးပါတယ်သူကကြက်သားဆိုရင်ကြက်သားပြုတ်ရည်ဝက်သားဆိုရင်ဝက်သားပြုတ်ရည်လေးနဲ့ထည့်ပြီးမွေထားတော့အရသာရှိနေပါတယ်ကြက်သားဝက်သားတွေပြုတ်တဲ့ခါမှာလည်းငမ်းမြရည်နဲ့ရောပြီးပြုတ်ထားတဲ့အတွက်အဲ့ဒီရည်ဟာဆန်မုံနဲ့ရောဆက်လိုက်တဲ့ခါမှာအရသာပိုရှိပါတယ်အဲ့ဒါလေးနဲ့ရလေးရအောင်မွေးပါတယ်မွေးပြီးသွားရင်တော့အရသာကိုပုံစမ်းမိကြည့်မှာပေါ့အခုကကြက်သားနဲ့ဆိုရင်လည်းကြက်သားပြုတ်ရည်ထည့်လိုက်တာပေါ့ခုနလိုပဲအစာပလာတွေထည့်ပြီးကြက်သားပြုတ်ရည်ထည့်ပြီးကြက်သားဟင်းထုတ်အတွက်မွေးပါတယ်ပြီးလို့ရှိရင်ကြက်သားကိုလည်းခုနလိုဝက်သားလိုပဲပပလေးအမြင့်လေးတွေလှုပ်ထားပါတယ်ကဲစထုတ်ကြရအောင်ကွယ်ဒါကတော့ဝက်သားဟင်းထုတ်ပေါ့အဲဇွန်းလေးနဲ့တဇွန်းစာငပြောဖက်ထဲမှာထည့်ပြီးဝက်သားလေးတစ်ဖက်နှစ်ဖက်ကိုကြိုက်တဲ့လောက်ပေါ့ကိုစားတဲ့လောက်ကိုထည့်လို့ရပါတယ်ပြီးလို့ရှိရင်ဟင်းထုတ်ပုံစံလေးကိုထုတ်ပါတယ်ဒါလေးကတော့ဝက်သားအတွက်ဝက်သားဟင်းထုတ်လေးပါအဲ့ဒီလိုပါပဲကြက်သားအတွက်ဆိုလည်းအတူတူပဲအဲ့တော့ငပြောဖက်ထဲကိုဆန်မုတ်တစွန်းထည့်ပြီးရင်ခုနလိုပဲပေါ့ကြက်သားလေးကိုစားတဲ့လောက်ကြက်သားဖက်လေးကိုထည့်ပါတယ်ထည့်ပြီးတော့ဟင်းထုတ်အထုပ်ကလေးထုတ်ပါတယ်ဒါဆိုဝက်သားလေးလည်းထုတ်ပြီးကြက်သားလေးလည်းထုတ်ပြီးပြီဝက်သားဟင်းထုတ်ကတစ်ပေါင်းကြက်သားဟင်းထုတ်ကတစ်ပေါင်းလုပ်ပါမယ်ထုတ်ပြီးသားဟင်းထုတ်လေးတွေကိုပေါင်းထဲမှာစီးထည့်ပါတယ်ဒါကတော့ဝက်သားနဲ့ထုတ်ထားတဲ့ဝက်သားအတွက်တစ်ပေါင်းဒါကကြက်သားနဲ့ထုတ်ထားတဲ့ကြက်သားအတွက်တစ်ပေါင်းပြီးတော့ပေါင်းကို gas မီးဖို့ပေါ်မှာ45မိနစ်လောက်တင်ထားပါတယ်မိနစ်45မိနစ်လောက်ဆိုသူနူးအီးနေပါပြီအဲ့တော့စားချင်တဲ့ဟင်းထုတ်လေးကိုထုတ်စားလို့ရပါပြီဒီဟင်းထုတ်လေးနဲ့တွဲဖက်စားဖို့ကတော့ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုထောင်းပြီးတော့စီးနဲ့ကြော်ထားတဲ့ငရုတ်သီးကြော်လေးနဲ့တွဲဖက်စားသုံးနိုင်ပါတယ်အခုလိုမျိုးဟင်းထုတ်ကိုကြက်သွန်ဖြူငရုတ်သီးကြော်လေးနဲ့တွဲဖက်စားသုံးကြည့်တာအရသာကောင်းပါတယ်လှုပ်ရှားကြည့်ကြပါရှင်